ကြီးပွားတိုးတက်ဖို့ဆိုရင်မင်းဘယ်သူမှမယုံနဲ့ကွာမင်းအတွက်မင်းကိုမင်းမဲယုံမင်းကြီးပွားတိုးတက်ဖို့အတွက်အဖေလည်းအာမကိုနဲ့အမေလည်းအာမကိုနဲ့အဖိုးအဖွားလည်းအာမကိုနဲ့ဘယ်ဆွေမျိုးမှအာမကိုနဲ့မင်းကိုမင်းအားကိုကွာအဲ့ဒီစိတ်ဖြစ်အောင်ငါမဖမ်းတာရအောင်ငါမြည်တောင်းယုံတောင်းမချစ်လို့ဗျာတောင်းမချစ်လို့ဗျာမင်းကွာမင်းငိုချင်းငိုတဲ့မင်းကြည့်ရင်သိလိမ့်မယ်ဟုတ်တယ်ကျွန်တော်ကိုသာကျွန်တော်ဖို့ငယ်တော့ဟောဒီလိုလေးဖမ်းပြီးဟောဒီလိုလေးအောက်ကိုချပြီးထမင်းသာကျွန်တော်ခွန့်ကြွေခဲ့ရင်ကျွန်တော်ဒီအချိန်မှာလူတစ်လုံးဖြစ်ခွင့်မရှိဘူးဗျကျွန်တော်ဖို့တကယ်မဖမ်းခဲ့ဘူးကျွန်တော်ခြေတော်လေးမြက်သွားတာအကျော်လေးကိုထုံးလို့ပရုပ်စီနဲ့ညာတဲ့ပုတ်ပေးတယ်ကျွန်တော်ဖို့ကကျွန်တော်ကိုပြောတယ်ဗျခြေတွေလက်တွေမပါတဲ့ပြစ်တိုင်းတောင်လေးတောင်မှလဲနေရင်သူ့ဘာသူပြန်ပြီးထရသေးတာပဲကွာငါတို့ကလူတွေလေခြေလည်းရှိတယ်လက်လည်းရှိတယ်အုံတော်လည်းရှိတယ်အတိညာလည်းရှိတယ်လဲရင်ပြန်ထားဖို့ကြိုးစားရမယ်ဆိုတဲ့အတိကျွန်တော်ဝင်လာတယ်